စားတော့တွေကိုလေကိုစားလို့ရအောင်ကိုချက်တော့ဘာဖြစ်လဲသိလားနေတိုင်းစားတဲ့တောက်တဲ့ကုန်ကြသေးကအတော်တတ်တာအခုဆိုကြည့်ကြည့်လိုက်ကျွန်တော်ရဲ့ဒီဟာကြီးမရှိဘူးဆို30တာကျွန်တော်အပြင်မှာဒါမျိုး6ပွဲလာတော့သွားဆိုင်ရင်ပတ်စံလဲယူထွက်သွားမယ်လူလဲယူခါထွက်သွားမယ်ချုံမုံနေနဲ့စားလို့မရဘူးစီးကျိုသမားဒီလားချုံမုံကြက်သားမုံငါးမုံဟင်းရွက်မုံနေရှော့တတ်နိုင်သမျှလေဟိုမနေ့ကတော့အကျဲတို့တွေကလာတယ်အဲသူတို့ကကျွန်တော်မွေးငါ့ကိုစားကြည့်တယ်စားကြည့်ပြီးတော့ကျွန်တော်ထင်တာတော့သူတို့ကကော်ဖီသမားကျွန်တော်လည်းကော်ဖီအရန်တောက်တယ်ကော်ဖီအရန်ကြိုက်တယ်အဲ့ကော်ဖီသမားတွေကလေသူကအခါကိုကြိုက်တဲ့အခါကျတော့အချိုလဲတုံမစားတော့နည်းနည်းချိုပြီဆိုတာနဲ့သူတို့ကချိုတယ်လို့တန်းသိကျွန်တော်ရဲ့မွေးငါ့ကိုသူတို့ကလေစားပြီးဟဲ့တယ်နင်းမွေးငါ့ချိုတယ်တဲ့မွေးငါ့ချိုတယ်တဲ့နင်တကြားတွေထည့်ထားလားတဲ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်မှပြောရတယ်မဟုတ်ပါရမ်းများပေါ့နော်အကျဲလို့ကိုရီးယားမင်းသားစီးကြိုရှိတယ်တကြားတွေထည့်ချက်လက်သွားမှာကျွန်တော်အရင်ဆုံးလက်သွားမှာလို့အဲ့ဒါနဲ့သူတို့ရှင်းပြရတယ်ကိုရီးယားမင်းသားရဲ့မော်ဟင်းကဘာဖြစ်လို့ချိုလဲဆိုတာကျွန်တော်ကကလဘဲအစ်နဲ့သုံးတာကလဘဲအစ်ဆိုတာပြောလို့ရှိရင်ကျွန်တော်ဆိုလေငငယ်တော့မြင်တော့မမြင်ဘူးကျွန်တော်တို့အောက်သားတွေပုံမှန်ကလဘဲကအကြီးကြီးတွေကွာကျွန်တော်အရှိရဗီဒီယိုတွေမှာတင်ထားဘူးပါတယ်အဲ့ဒါကို B2 လို့ခေါ်တာဒီဘက်မှာကလဘဲအစ်ဆိုတာဗမာကလဘဲအစ် PC လေးတွေတအားချိုတာအဲ့ဒီကောင်သုံးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒေတာငပြားကြီးသုံးတယ်ပြီးရင်ငချင်းဖြူသုံးတယ်ပြီးရင်ကြက်သွန်ဥကိုကျွန်တော်ဈေးကြီးလဲကျွန်တော်ဆိုင်အတိုင်းပဲထည့်တယ်ဒီမွေးငါတပိတ်တာအတွက်ပွဲ20မှာမှခညက်ခဲလေးဒီလောက်လေးအခဲလေးနှလုံးစာပဲထည့်တာအဲ့လိုချက်ထားတာအဲ့လိုဆိုအဲ့ကြတော့မှသူတို့ကလက်ခံသွားတာကျွန်တော်ရဲ့မွေးငါအချိုနဲ့တကြားအချိုနဲ့ကျွန်တော်တကြားလဲထည့်လို့မရဘူးလက်သွားမယ်ဆိုရင်စီးကြိုသမားတကြားတွေစားလို့မရဘူးအဲ့တော့အမျိုးသူတို့ရှင်းပြရတာပေါ့နော်နောက်ခုနေ့ကမန်းလေးကလာစားတဲ့ညီမ2ယောက်လားမသိဘူးကျွန်တော်တော့မတွေ့လိုက်ဘူးညီမ2ယောက်လားအမ2ယောက်လားမသိဘူးသူတို့လည်းပြောတယ်ကျွန်တော်မခင်ကချိုဟင်းရချိုတယ်တဲ့ဟုတ်တယ်အဲ့လူတွေချိုတော့လှုပ်ထားတာစီးကြိုသမားတကြားစားလို့မရဘူးစောစောစီးလက်သွားမယ်မနေ့ကတော့အကိုကြီးလိုမျိုးအကိုကတဲ့ဟိုမုတ်ဖက်တွေအများကြီးနဲ့ဆပြနေရောတဲ့မုတ်ဖက်ထဲမှာဖော်မလင်ပါလို့ရှိရင်အကိုရင်ဆုံးတက်မှာလေဟုတ်တယ်ကျွန်တော်လည်းဆိုရင်မသိချင်သေးဘူးလေသိမလားကျွန်တော်လှုပ်ချင်တာတွေရှိသေးတယ်လှုပ်เสียတွေအများကြီးရှိသေးတယ်ကျွန်တော်တို့ကလေအဲ့တော့ကျွန်တော်ကိုဖာကိုလည်းတတိထားတယ်ကိုရောင်းတဲ့ဟာကိုလည်းကျွန်တော်ကကောင်းကောင်းမွန်မွန်နဲ့ဘေးအန္တရာယ်ကင်းနဲ့ရှိအောင်လဲစားတယ်ရောင်းတာကျွန်တော်လူတွေကိုလည်းကြွေးတယ်အဲ့လိုမျိုးအဲ့တော့ဒီတို့ရဲ့မွေးငါ့ကိုစိတ်ချလက်ချလာစားအုံနှုတ်ခောက်ဆိုတော့နည်းနည်းတတိထားအုံနှုတ်အစ်စ်နဲ့ချက်တာတွေးလို့ရှိတယ်ဆိုလို့ရှိရင်တော့နည်းနည်းဟိုဖြစ်စေးလေးကြိုတောက်တာအုံနှုတ်ခောက်ဆိုရအုံနှုတ်အစ်စ်နဲ့ချက်တာနော်ကြိုပြောထားတယ်တော့ကြမှာသွေးတိုးတယ်ပါညာမလုံးနဲ့အုံနှုတ်ခောက်ဆိုရတော့သွေးတိုးပါတယ်မွေးငါ့ကတော့တပွဲလောက်ပဲစားတောင်ပါမဖြစ်ဘူးသွေးတိုးလည်းမဖြစ်ဘူးစီးကြိုလည်းမတက်ဘူးကျွန်တော်စမ်းပြီးသွားနော်โอเคနော်ကျေးဇူးဒါလေးကောင်ဆွဲလိုက်အောင်မတော်တော်ဆွဲယူပါဦး